ဘန်ကအလုတ္တမကူမကတက်မကများတွေပါဝင်ခဲ့တာကြောင့်မကြသိမီကအလုပြုတ်သွားတဲ့အခြေခံလူဒန်းစားအလုတ္တမတူဖြစ်ပါတယ်သူကနာမည်ပြစင်းတွင်းခံထားရတာကြောင့်မိသူကမှအလုံးမခံကြပါဘူးသူရဲ့သမီးလေးကေဒီမှာနေမကောင်းဖြစ်နေပြီးဘန်ကဆေးဝယ်ရန်ငွေလိုအပ်နေပါတယ်အိမ်တွင်ရှီလာကအလုံးမှနောက်ကျမှပြန်လာပြီးငွေပိုရရန်အတွက်ဘာတစ်ခုမှနောက်ထပ်အချိန်မို့အလုပ်တစ်ခုဆင်းအောင်မယ်ဟုပြောပါတယ်ဒါပေမဲ့ဘန်ကသူမကိုလူမများဝမ်းနေတော့ထိုးနေရမှအလုံးမလို့စေချင်ပါဘူးသူကဂိမ်းရှိုးတစ်ခုတွင်ပါဝင်ပြီးငွေရှာလာမယ်ဟုပြောလိုက်ပါတယ်ရှီလာကပြန်မဝင်မြကအမြဲတမ်းပြင်းထန်စွာဒဏ်ရာရတတ်တာကြောင့်မလို့စေချင်ပေမဲ့ဘင်ကပေါ့ပေါ့ပါပါရှိုးတစ်ခုတွင်လာပါဝင်ပြီးဖြစ်တာကြောင့်အစဉ်ပြေမှာပါဟုကတိပေးခဲ့ပါတယ်။စင်ရဲသားရော့ကတ်ကိုကြော်လာပြီးတဲ့နောက်ဘန်ကလူချမ်းသာရော့ကတ်ကိုကားရန်ထားတဲ့ခြံစည်းရုပ်ကိုရောက်ရှိလာပါတယ်။သူကနောက်ဝက်ရဲ့လူရွေးပွဲအတွက်လာခြင်းဖြစ်ကြောင်းအဆောင်များကိုပြောပြလိုက်ရာသူတို့ကပေးဝင်လိုက်ပါတယ်။ထိုနေရာမှာရွေးချယ်ခံရဖို့စင်ရဲသားများစွာတန်းစီနေကြပါတယ်။ရုတ်တရက်အဖိုးအိုတူနေမကောင်းဖြစ်ကလဲကျသွားတာကြောင့်ဘန်ကသူ့ကိုဖမ်းတင်ပြီးအကူအညီတောင်းကအဟင်းလိုက်ပါတယ်။အဆောင်များကသူ့ကိုတန်းစီရမှာထွက်လာတဲ့အတွက်အကျဉ်းမောင်းကြပြီးသူ့နေရာသူပြန်သွားရင်ရမ်းနေကြပါတယ်။စင်တွဲဒီစပွဲမှာတော့ဘန်ကသူ့ရဲ့ဖိုင်ထဲမှာအမိတ်မနာခံမှုကြောင့်တတိပေးချက်ပါနေတာကိုတွေ့ရတာကြောင့်ဒေါသထွက်ပြီးတော့ကွန်ပျူတာမျက်နှာပြင်ကိုလက်တီးဖြင့်ပိတ်ထိုးလိုက်ပါတယ်။သူ့ကိုလက်ပတ်တစ်ခုပေးပြီးဓာတ်စကအမှတ်6တို့တွားရင်ညွှန်ကြားခံရပါတယ်။ထိုနေရာမှာတော့အတူတူပြန်မဲ့ဝင်မဲ့တန်နဲ့ဂျင်နီတို့နဲ့မိတ်ဆွေဖြစ်သွားကြပါတယ်။လူတိုင်းကိုယူနီဖောင်းများပေးပြီးတတိုင်းတက်ချင်းရေစိုးမြောင်းတဲ့တွင်ပြေးခြင်းစသည့်ရုပ်ပိုင်းဆိုင်ရာဆက်သက်မှုများကိုပြုလုပ်စေပါတယ်။ဘန်ကထိုဆက်နက်မှုများတစ်လျှောက်မှာတင်ကိုအမြဲတမ်းကူညီပေးပါတယ်။နားကျင်မှာတော့အဆောင်တအူးကသူ့ကိုလာရောက်အပြစ်ပေးရန်ကြိုးစားပေမဲ့ဘန်ကကြောက်ရွံ့ခြင်းမရှိဘဲပြန်လည်ခုခံခဲ့ပါတယ်။ထို့နောက်ပြန်မဝင်များကိုစိတ်ပိုင်းဆိုင်ရာဆက်သက်မှုများပြုလုပ်ပါတယ်။ဘန်ကအမြဲတမ်းရွေးဆောင်ပြီးရောင်းချောက်စွာဖြေတာကြောင့်စစ်ဆေးသူများကသူတို့တွေ့ဘူးသမျှထဲမှာဒေါသအထွက်ဆုံးပြန်မဝင်ဖြစ်တယ်ဟုကောက်ချက်ချလိုက်ပါတယ်။နောက်ဆုံးအစ်စ်ကိုတန်လန်းနိုင်သူအလုံးကိုသူတို့ရွေးချယ်ခံရသည့်ဂိမ်းရှိုးလိုက်အယောင်ပါသောဝတ်စုံများကိုပေးပါတယ်။ဘန်တင်နဲ့ဂျင်နီတို့က Running Man Show တွေပါဝင်ရမည်ဟုအသေးပေးရသည့်ကျောင်းတွင်ပြစ်မှတ်ပုံပါတော့အနီရောင်ဝတ်စုံများကိုရရှိခဲ့ကြပါတယ်။ထို့နောက်ဘန်ကထုတ်လုပ်သူတန်နဲ့တွေ့ပြီးသူတခြားဂိမ်းကစားခြင်းကြောင့်ပြောပါတယ်။ဒန်ကသူ့စိတ်ပြောင်းစေရန်ဒေါ်လာ1000စုကြည်ပေးပြီးတခြားရှိုးများသည့်ထိုးထပ်ပုံများနိုင်ကြောင်းတတိပေးပါတယ်။ Running Man တွင်သူအသက်ရှင်နေသည်များနေ့ရက်တိုင်းအတွက်ငွေရမည်ဖြစ်ပါတယ်။သူကနာမည်ပြစင်းတွင်းခံထားရတာကြောင့်သူရနိုင်မဲ့တခုတည်းသောအလုပ်ဖြစ်တာကြောင့်မိသားစုကိုငှက်ညာပြီးစာချုပ်မှာလက်မှတ်ထိုးလိုက်ပါတယ်။ထို့နောက်ဘန်က Family Alliance မှာ agent တဦးနဲ့တွေ့ဆုံပါတယ်။စာချုပ်အရနောက်ဝက်ကဘင်းမိသားစုကိုလုံခြုံရေးပေးမည်ဖြစ်ပြီးသူတို့ကိုဘေကင်းသောအိမ်လုံးမှာပို့ဆောင်ပေးကနာမည်အတူများပေးထားမည်ဖြစ်ပါတယ်။ဘင်ကဂိမ်းမစတင်မီသူတို့ကိုတောက်တွေ့ကြည့်ပေမဲ့ဖိုးတစ်ချိန်သာဆက်ခွင့်ရပါတယ်။ဘင်ကရှီလာကိုသူ Running Man နဲ့ကစားနေကြောင်းအနိုင်ရအောင်လုပ်မည်ဖြစ်ကြောင်းကတိပေးပြောကြပါတယ်။ခုညမှာတော့ဘင်ကိုတီးတန့်စင်းကအခန်းတစ်ခုမှာနေရာချထားပါတယ်။ agent ကရှီလာပေးရတဲ့စာရေးတစ်ခုကိုလာပေးတဲ့အချိန်စာရေးထဲမှာတော့မိသားစုတပုံနဲ့ KGE ချေလေးတစ်ဖက်ကိုကံကောင်းခြင်းလက်ဆောင်ဖြစ်ပါရှိပါတယ်။နောက်တစ်နေ့မနက်မှာတော့ဘင်ကိုပြေးလိုက်ရတဲ့တုံးရမယ်လက်ပတ်တစ်ခုပေးပါတယ်။ထိုလက်ပတ်ကသူ့အတွက်ကြံရှိသောအချိန်နဲ့သူရရှိထားသောငွေပမာဏကိုပြသပေးမှာဖြစ်ပါတယ်။ရှိုးစတင်တဲ့အချိန်တင်ဆက်သူဘော်ဘီကဘင်ကိုစင်ပေါ်ကိုခေါ်လိုက်ပါတယ်။ဘော်ဘီကပရိသတ်ကိုဘင်ကကာကွယ်ရေးကွန်ရဲ့လုံခြုံရေးဌာနမှာအလုပ်လုပ်ခဲ့ပြီးနိုင်ငံတော်လူ့ဝှက်ချက်များကိုရောင်းချရင်အဖမ်းခံခဲ့ရသူဖြစ်ကြောင်းလင်းညာပြောဆိုကစခွင်ပေါ်မှာလည်းဗီဒီယိုအတူများကိုပြသပါတယ်။ဘင်ကငင်းဆိုရန်ကြိုးစားမိမဲ့ကဘာကြီးက The Running Man ကရာဇဝတ်ကောင်များကိုအပြစ်ပေးသည့်ပွဲဟုယုံကြည်နေကြပြီးပြန်မဝင်များကတကယ်တော့ဒုက္ခရောက်နေကြတော့တာမန်လူများဖြစ်သူကိုမတိကျတာကြောင့်အရာမထင်ခဲ့ပါဘူး။ပြန်မဝင်များရှိသည့်နေရာကိုနောက်ဝက်တို့တည်င်းပေးနေအရဲသားများကမြင်စုချင်းကိုရရှိကြမှာပါ။ဘော်ဘီကဘင်ကိုနောက်ဆုံးစကားမိတဲ့အချိန်ဘင်ကသူ့ကိုရောပရိသတ်ကိုပါဆဲဆိုလိုက်ပြီးသူအသက်ရှင်နေအောင်နေပြကဒီအဆောင်အုံကိုမီးရှို့ပြပြီဟုကြေညာလိုက်ပါတယ်။ပြန်မဝင်များအားလုံးကိုမိတ်ဆက်ပြီးနောက်ဘော်ဘီကအစီမင်းများကိုပြောပြပါတယ်။သူတို့ကိုကြိုတင်ငွေဒေါ်လာ1000နဲ့12နာရီကြိုတင်ထောက်ခံဝင်ပေးပြီးဟန်တာ9ဦးကနောက်တစ်နေ့မနက်မှာစတင်လိုက်ဖိုင်မှာဖြစ်ပါတယ်။ပြန်မဝင်များကနေ့စဉ်အနည်းဆုံး10မိနစ်စာဗီဒီယိုရိုက်ကူးပြီးတတ်မှတ်ထားသောတစ်တာတဲ့တကောင်ရံမတိုင်မီမထိုင်နိုင်ပါကတက်သက်ရှင်မြန်ဝစ်ပယ်ဖြတ်ခံရမှာဖြစ်ပါတယ်။ဘော်ဘီကအမဲလိုက်သမားများကိုပြည်သက်ကိုပြသပြီးတဲ့အချိန်ပြန်မဝင်3ဦးကိုတိကျတဲ့နေကားများဖြင့်မှောင်မဲသောအခန်းတစ်ခုတည်းသို့ပို့လိုက်ပါတယ်။ထိုနေရာမှာဘင်ကကင်မရာငွေတချို့နဲ့တာမန်အဝယ်ဆောင်များကိုယူပြီးအဆောက်အအုံမှာထွက်လာခဲ့ပါတယ်။သူကားငါးစီးလိုက်ရာဒရိုင်ဘာကသူ့ကိုမှတ်မိသွားပြီးဆက်ဖီတွဲရရင်တောက်ဆိုပါတယ်။ဘင်ကညင်လိုက်တဲ့အချိန်မှာတော့ဒရိုင်ဘာကဒေါသထွက်ပြီးလူတွေကိုရင်ကျေးဆန်ဆန်မှာမဟုတ်ရင်တင်းပို့ခံရမယ်ဟုချင်းချောက်ပါတယ်။ဘင်ကကားပေါ်မှာဆင်းပြီးပြေးပါတယ်။နောက်ဆုံးမှာတော့သူကဘလက်မားကအတွက်ပစ္စည်းများထုတ်လုပ်ပေးတဲ့တူကြီးတငယ်ချင်းဟောင်းမော်လီနဲ့တွေ့ဆုံပါတယ်။ဘင်ကမတ်ပုံတွေကအတူနှစ်ခုနဲ့တလက်လူချင်းကြောင့်ပြောပေမဲ့မော်လီကဘင်ဒီနေရာကိုရောက်ရှိလာခြင်းကပဲသူ့ကိုအန်ရဖြစ်စေသူဟုဆိုတာဆေးဆိုးနေပါတယ်။မော်လီကဘင်ကိုသူ့ရဲ့လက်ထောက်အဖြစ်ခန့်အပ်ရန်စီစဉ်ရှိခဲ့ပေမဲ့ယခုချိန်မှာတော့အားလုံးနောက်ကျသွားပြီဖြစ်ပါတယ်။ခဏကြာငင်းခုန်ပြီး KD အကြောင်းကြားလိုက်ရတဲ့ခါမှသာမှတ်ပုံတွေအတူများလုပ်ပေးရန်သဘောတူလိုက်ပါတယ်။မော်လီကဘင်ရဲ့ပစ္စည်းအားလုံးကိုခီးဆောင်တစ်တိုင်ရဲ့တဲ့ကစီးပွားရေးသမားတို့ဝင်လက်သူအောင်လုပ်ပေးလိုက်ပါတယ်။ကိုလူမျိုးချင်းချင်းကပဲစုငွေအတွက်ပြန်ရောက်စားနိုင်ပြီဖြစ်တာကြောင့်စင်းရဲသားရက်ကွက်များကိုမတွားရန်တတိပေးပြီးလူစီကားသောနေရာတွင်နေပြီးလူအကြားထဲပြက်ကွက်နေခြင်းကအပူကောင်းမီဟုဆိုပါတယ်။မနက်မှာတော့ဘင်ကယထာဘူတန်ယုံရောက်ရှိလာပြီးနေရာအနှံ့မှာပြန်မဝင်3ဦးရဲ့တပ်ပုံများကိုတွေ့ရပါတယ်။သူကနယူးယောက်ကိုယထာလမ်းမှဝယ်ပြီးအမဲလမ်းမှုစတင်ကြောင်းလက်ပတ်ကတည်တည်မတိမိလေးမှာပဲယထာ
ပေါ်သို့တက်နိုင်ခဲ့ပါတယ်ကလေးတယောက်ကသူ့ကိုစကားပြောရန်ကြိုးစားရာဘင်ကသူ့ကိုရိပ်မိသွားပြီးထင်ကချင်းရောက်လိုက်ပါတယ်ဒါပေမဲ့ထိုကလေးကသူ့နှာခေါင်းမွေးအတူကျွတ်ကြတော့မိဖြစ်ကြောင်းပြောချင်တာဖြစ်ပါတယ်လူရောက်မှာတော့ဘင်ကဟိုတယ်အကောင်းကောင်းတစ်ခုမှခံကားလိုက်ပါတယ်အခန်းထဲမှာဘင်ကရွတ်ဖျက်ထားသည့်များကိုဖယ်ရှားပြီးနေရန်ကိုဖုံးအုပ်ကသူအိပ်ပျော်နေသည့်ပုံကိုဗီဒီယိုရပြီးညနေပိုင်းမှာတော့တိတ်ခွေကိုတစ်တာရဲတွားထည့်ပါတယ်တကောင်ရံမှာသူပထမဆုံးရက်အတွက်စူးကျဲရကြောင်းလက်ပတ်ကအတည်ပေးပါတယ်အချိန်ထဲမှာတွင်မဲ့ဟာလာများကမော်လီကိုရှာတွေ့သွားပြီးမှတ်ပုံနေသူတွေပါတော့အမိများကိုပြောပြသည့်အထိနှိမ့်ဆက်ကြပါတယ်နောက်တစ်နေ့မှာတော့ဟာလာများကဘယ်ရက်အခန်းထဲကိုအတင်းဝင်ရောက်ပြီးသူ့ကိုပြစ်တက်ကြပေမဲ့ဒါဟာအိမ်မက်တာဖြစ်နေခဲ့ပါတယ် TV မှာတော့ကင်မရာကတင်လောက်ကိုလိုက်နေပြီးတင်ကဆိုင်တစ်ခုမှာအယောင်စင်းရင်မာလေးကိုဖုန်ကြောင်နေပါတယ်မဲလာသမားများကသူ့ကိုအလွယ်တကူရှာတွေ့သွားပြီးသူအပြင်ထွက်လာတဲ့နဲ့ခေါင်းကိုပြစ်လိုက်ကြပါတယ်ခုနောက်ဘင်ကအခန်းကိုနောက်ထပ်3ရက်ထပ်ကားလိုက်ပါတယ်သူ့ရဲ့ပစ္စည်းအားလုံးကိုတာမန်အိတ်တစ်ခုရက်ထည့်ပြီးပြတင်းပေါက်မှတစ်စင်အမိုက်ပုံးလေးလိုပြစ်ချလိုက်ပါတယ်ထို့နောက်သူကဟိုတယ်မှာတာမန်အတိုင်းထွက်လာပြီးအိတ်ကိုယူကဘော့စတွန်တို့ဘဇကားစီကထွက်လာခဲ့ပါတယ်ထိုနေရာမှာတော့သူကစင်ရသားတဦးထံမှဝဆာဟောင်းများနဲ့ဟိုတယ်အခန်းတော်တစ်ချောင်းကိုဝယ်ယူခဲ့ပါတယ်ထို့နောက်ဘင်ကအလုံးမလုံးပါဆိုသည့်ဆိုင်းဘုတ်ကိုတတိမထားမိပဲတက်လီကာကိုစီးမိပါတယ်တက်လီကာကကြားမှာရက်သွားတာကြောင့်သူကတတိယတက်တွေရောက်ရှိရန်အပြင်မှတက်ခဲ့ရပါတယ်အခန်းထဲရှိဗီဒီယိုတွေကတစ်တာတစ်ခုမှာတော့ PK စီကရနဲ့လက်ပစ်ပုံးတစ်လုံးကိုတွေ့ရပါတယ်သူဗီဒီယိုရပြီးနောက်လက်ပတ်ကတိတ်ခွေတက်ဖို့ရန်တတိပေးပေမဲ့တက်တန်နာမှာလူတွေများနေတာကြောင့်ရေချိုးရန်ပြည့်စီပြီးဘုံရေချိုးကန်းကိုထွက်လာခဲ့ပါတယ်ရုပ်တရက်အပြင်မှာအဆောင်နေတော့လူတယောက်ရဲ့မျက်နှာကိုသူမှတ်မိသွားပါတယ်ခန္ဓာတွေရောက်ရှိနေကြပါပြီကံကောင်းထောင်းမော်စွာနဲ့ရေချိုးကန်းတကားပွင့်လာပြီးဘင်ကိုကွယ်သွားတာကြောင့်အမဲလိုက်သမားကမတွေ့သွားပါဘူးအမဲလိုက်သမားကအခန်းများကိုလိုက်ရှာနေစဉ်ဘင်ကရေချိုးကန်းနဲ့ခိုးဝင်ပြီးပြင်းပေါက်ကိုစစ်ဆေးရာပိတ်ထားသည်ကိုတွေ့ရပါတယ်သူ့အိမ်မှာပါပဲမထွက်သွားနိုင်တာကြောင့်သူကလေကန်းပေါ်သို့ခိုးတက်သွားပြီးဘင်ကိုဒုတိယထပ်မှာပြင်းနေသည်ကိုတွေ့ခဲ့တယ်ဟုငါអော်လိုက်ကပေါ်တဲ့သို့ပြေးတက်ပြီးခေါင်းမိုးပေါ်ရောက်တဲ့အချိန်မီးဆိုင်ဘုံမှာကျိုးများကိုဆွဲကအောက်သို့ဆင်းခဲ့ပါတယ်သူ့ရဲ့အခန်းကိုရောက်တဲ့အခါပြင်းပေါက်ကိုရိုက်ခွဲပြီးအထက်ကိုဝင်လိုက်ပါတယ်အမဲလိုက်သမားများကအတန်ကိုကြားလိုက်ရတာကြောင့်ပြန်လှည့်လာကြပါတယ်ဘင်ကဝဆန်းလဲပြီးပစ္စည်းများကိုယူကတကားကိုပြစ်ခတ်နေစဉ်ကျိုးကိုဆွဲပြီးပြင်းပေါက်မှာခုန်ချလိုက်ပါတယ်သူ့အလေးချိန်ကြောင့်ဆိုင်းဘုတ်ကကွေးသွားပြီးအောက်လမ်းမတွင်လည်းအမဲလိုက်သမားတူကစောင့်နေတာကြောင့်ဘင်ကခြားခန်းတစ်ခု၏ပြင်းပေါက်ကိုရိုက်ခွဲပြီးအထက်သို့အသေးဝင်လဲရပါတယ်နောက်ဝက်ရသလုံးကသူ့နောက်ကိုလိုက်နေစေဖြစ်တာကြောင့်ဘင်ကဇင်းညံလန်းအတိုင်းပြေးပါတယ်သူကဓာတ်လိပ်ကားစီကိုရောက်သွားပြီးဒရုန်းကိုရိုက်ခွဲပြလိုက်ပါတယ်အောက်ချက်ခန်းမှာလောပြီးမှတော့ဟန်နာတူကသူ့ကိုလာဖမ်းတဲ့အချိန်ဘင်ကလက်ပြင်ပုံကိုပြစ်လိုက်ပေမဲ့အမဲလိုက်သမားကသူ့စီပြန်ကန်ထိုးလိုက်ပါတယ်သူကဘုံကိုချင်းချင်းပြန်ကောက်ပြီးမျက်နှာချက်ကအပေါက်ထဲကိုပြစ်ထည့်လိုက်ပေမဲ့ပောက်ကွဲမှုကြောင့်ဓာတ်လိပ်ကားကမြေအောက်ထက်ကိုပြုတ်ကျသွားပါတယ်ဘင်ကမိကျဆန်လေးတစ်ချောင်းနဲ့ပြီးပတ်ဝန်းကျင်ကိုကြည့်နေရတာကြောင့်မိဖို့ရရင်မကစင်းဆောင်တို့ကိုမိရှုလိုက်ပါတယ်သူမတော်တဆကျိုးတစ်ချောင်းကိုမိကူသွားပြီးပြန်သွားပါတယ်အမဲလိုက်သမားများဇင်းညံလန်းတွေရှိနေတာကြောင့်ဘင်ကပစ္စည်းတချို့မြင်တကားကိုပေးထားလိုက်ပါတယ်။ထို့နောက်သူကကြွများနောက်ကိုလိုက်ကရေစိုးမြောင်းနဲ့ကိုဆင်းသွားပါတယ်။ဟန်နာများကပြစ်ခတ်လိုက်တဲ့ချိန် gas pipeline ကိုထိမှန်သွားပြီးမြေအောက်ထပ်မှာအကြီးကျယ်ပောက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။တောက်အောင်တစ်ခုလုံးပောက်ကွဲနေစဉ်အသက်ရှင်ရန်ရေစိုးမြောင်းနဲ့ကိုခုန်ချလိုက်ရပါတယ်။ဘင်လမ်းပေါ်သို့ပြန်ထွက်လာတဲ့အခါစစ်သေးစီကသူ့ထံကိုချင်းကပ်လာပါတယ်။ဘင်ကသူ့ကိုချင်းရောက်ပြီးမှစစ်သေးစီကကူညီချင်းယုံနာဖြစ်ကြောင်းပြောပါတယ်။လမ်းကြားတစ်ခုမှာစောင့်နေစဉ်ဘင်ကသူ့ရဲ့လက်ပတ်ကိုစစ်ဆေးကြည့်ရာပောက်ကွဲမှုကြောင့်လူများကိုတက်မိခဲ့ကြကြောင့်စုချင်းငွေအများကြီးရထားတာကိုသိလိုက်ရပါတယ်။နောက်ဆုံးမှာတော့စစ်သေးစီကသူ့ရဲ့အကို brand နဲ့အတူပြန်လာပြီးဘင်ကိုသူ့ရဲ့အိမ်ကိုခေါ်သွားပါတယ်။ဘရတ်ရဲ့မိသားစုမှာလည်းနေမကောင်းဖြစ်နေတဲ့ကလေးတယောက်ရှိပေမဲ့နောက်ဝက်ကိုဆက်ကျင်တဲ့တော်လန်ရေးသမားတူဖြစ်တာကြောင့်ဘရတ်ကဘင်ကိုကူညီပေးနေတာဖြစ်ပါတယ်။ထို့နောက်ဘရတ်က The Running Man အပိုင်းများကိုခွဲခြမ်းစိတ်ပြပြီး online တွင်တင်ပေးနေတော့သူ့ရဲ့လိုအပ်ဗီဒီယိုအခန်းကိုပြသပါတယ်။အခန်းခံရတဲ့ပြိုင်ပွဲဝင်တွေကလူမီကွင်းကိုထွက်တာကြောင့်မို့လို့အနိုင်ရရဲ့တော့ချက်ကတော့ပုံွက်နေရင်ဖြစ်ပါတယ်။ဘရတ်ကဘင်ကိုသူနဲ့အတူတူလိုအပ်နေတိုင်းစီပြီးနောက်ဆုံးအချိန်ထိအနိုင်ရရဲ့အစီအစဉ်ဆွဲစိတ်ကြည့်ပါတယ်။နောက်တစ်နေ့မှာဘင်ကရက်ကွက်အတွင်းမှာဖြစ်ပျက်နေတဲ့အစိုးရရဲ့အရာများကိုသိရှိရပေမဲ့အစိုးရကထိုအရာများကိုဖုံးကွယ်ထားပါတယ်။ဒေါ်လာထွက်နေတဲ့ဘင်ကအစိုးရကပြည်သူတို့ရဲ့ကလေးတွေကိုတတ်နေကြောင်းကိုရက်ဆက်မှုများကြောင့်ကိုလူတွေဗီဒီယိုရပြီးပြောပြပါတယ်။ရှိုးပြလာချိန်မှာတော့ဘော်ဘီကဟိုတယ်ပောက်ကွဲမှုကြောင့်မိဘမဲ့ဖြစ်သွားတော့ကလေးများဟုဆိုကကလေးငယ်တစုနဲ့အတူပေါ်လာပါတယ်။သူကဘင်ဗီဒီယိုကိုပြတဲ့အချိန်ဘင်ကထိုကလေးများကိုလောင်ပြောင်နေသည့်ပုံစံပေါအောင်တိဖြတ်ထားပါတယ်။ဘင်က၎င်းမှာအတူဖြစ်ကြောင်းရှင်းပြရင်ကြိုးစားပေမဲ့ဘရတ်ရဲ့မိခင်ကဆက်ဆုပ်ရင်ရှာပြီးသူ့ကိုအိမ်မော်ကနှိမ်ချလိုက်ပါတယ်။ဘရတ်နဲ့စတေစီတို့ကတော့ဆက်လက်ကူညီရန်ဆုံးဖြတ်ထားဆဲဖြစ်တာကြောင့်ဘင်ကိုသူတို့၏ကား၏နောက်ဖို့တဲ့တွင်ထက်ကမောင်းထွက်လာခဲ့ကြပါတယ်။ပြုတ်တင်ရဲ့မော်တော်ဆိုင်ကယ်နဲ့စီးကသူတို့နောက်ကိုလိုက်နေတာကြောင့်ကားကပုံမြင်လာပါတယ်။ကားနောက်ဖုံးကိုကြည်စံထိမှန်ရင်ဘင်ကနောက်ဖုံးကိုဖွင့်လာရင်ဆိုင်တာကြောင့်ဆိုင်ကယ်မှောက်သွားပါတယ်။ကျန်တဲ့ဆိုင်ကယ်သမားကိုလည်းဘရတ်ကကားကိုရုတ်တရက်ရက်လိုက်တာကြောင့်ဆိုင်ကယ်သမားကအရှိန်မထိန်နိုင်ပဲကားကိုဝင်တိုက်မိပါတယ်။ထို့နောက်ဘရတ်ကဘင်ကိုမြို့ပြင်သို့ပို့ပေးပြီးတနက်နဲ့သူ့ရဲ့တငယ်ချင်းအဲတန်၏လိပ်စာပါတော့ကပြတစ်ခုကိုပေးလိုက်ပါတယ်။ရထားခဏစီးပြီးနောက်ဘင်ကတခြားဟိုတယ်အခန်းတစ်ခုမှာပုံအောင်နေပြီးသူ့ရဲ့နောက်ဆုံးတိတ်ခွေကို TV ပြင်ကြည့်နေပါတယ်။သူတို့ကအားလုံးကိုပြန်လည်တိဖြတ်မိကိုသိနေတာကြောင့်သူကဆောင်းအုပ်ဖက်နေသည့်ပုံကိုယ်တိုင်ရိုက်ကူးထားခဲ့ပါတယ်။ဘော်ဘီကဂျန်လင်ကြီးတိတ်ခွေကိုပြတဲ့အချိန်က
ကားတစ်ခုမှပျော်ပွားနေသည်ကိုတွေ့ရပါတယ်ဘင်ကတိုက်ခွေသွားဖို့ရန်မျက်မြင်ဘုံကြီးဟန်ဆောင်ကဟိုတယ်မှာထွက်လာပြီးမဲ့စာဖို့တမားကသူ့ကိုတွေ့တာပြီးတန်ရဝင်ပါတယ်သူကလမ်းမေးတလူလိုနဲ့ဘင်ရဲ့မျက်နှာကိုလာစစ်ဆေးပြီးဗီဒီယိုရရန်ကြိုးစားတာကြောင့်ဘင်ကသူ့ကိုလုံးသွင်းတက်ပုတ်ပြီးတိုက်ခွေကိုတစ်တာတဲ့ထည့်ပြီးနောက်ပြေးထွက်လာခဲ့ပါတယ်ထိုလူကကားစီးနဲ့သူ့နောက်ကလိုက်လာတာကြောင့်ဘင်ကတော့ကိုကြော်ဖြတ်ကခြံစည်းရုပ်ကိုကြော်ဖြတ်ပြီးရထားသစည်းပေါ်သို့တက်လိုက်ပါတယ်ထိုလူကတနက်ဖြစ်ပြစ်ပေမဲ့ဘင်ကရထားသစည်းမှတစည်းတို့ကူပြောင်းပြီးလွတ်မြောက်သွားပါတယ်မိန်းပြည်နယ်မှာတော့ဘင်ကမတန်ဆွမ်းလူတူဦးဖြစ်ဟန်ဆောင်လာပြီးလမ်းပေါ်တွင်ရှိုးကြည့်ရှုနေတဲ့လူအုပ်ထဲမှာဝင်ရောနေပါတယ်ဂျန်နီကကာစီနိုတစ်ခုမှာဖမ်းခံရပြီးကားတစ်စီးဖြင့်လွတ်မြောက်သွားပေမဲ့ကာဆိုးစွာဖြစ်မဲ့ဆယ်ကျော်သက်2ဦးကသူမ၏ကားကိုမီးရှို့ကသူ့ကိုတက်လိုက်ကြပါတယ်မကြမီမှာဘင်ကအဲတန်စီရောက်လာခဲ့ပါတယ်သူကသူ့အမေနဲ့သူနေထိုင်နေပေမဲ့သူ့အမေကစိတ်မလက်လာကြောင်းသူမကိုအာယုံမဆိုင်ရင်ပြောပါတယ်အဲတန်ကဘင်ကိုသူ့ရဲ့နှုတ်ဝက်အခန်းကိုခေါ်သွားပြီးနောက်ဝက်ဆက်ညင်ရဲ့သတင်းစာဆောင်များကိုရိုက်နှက်နေသည့်နေရာကိုပြသပါတယ်သူ၏အဖခင်မှာရဲတဦးဖြစ်ပေမဲ့စနစ်ကိုဆန့်ကျင်ပြောဆိုခဲ့တာကြောင့်လုံဖော်ကာမန်များ၏တပ်ဖြတ်ခြင်းကိုခံခဲ့ရပါတယ်ဒါကြောင့်အဲတန်ကအွန်လိုင်းရေးသမားဖြစ်လာခဲ့ခြင်းဖြစ်ပြီးတနင်္ဂနွေလုံးရှိလမ်းမတိုင်များမှာ DIA စစ်ဆေးနိုင်တော့စကင်လာများပါရှိနေတာကြောင့်ဘင်းအနေနဲ့မြေအောက်တွင်ပုံနေတဲ့ညောင်းကိုလည်းသူကရှင်းပြပါတယ်သူရဲ့ဖခင်ကစစ်အေးတိုက်ပွဲကာလအတွင်းကဘုံငိုချင်းတစ်ခုဆောက်လုပ်ခဲ့တာကြောင့်အဲတန်ကဘင်ကိုထိုးနေရမှာပုံစီခြင်းပါတယ်ထို့နောက်သူကဘင်ရဲ့မျက်နှာပါတော့တော်လန်ရေးသတင်းစာများကိုရိုက်နှက်ပြီးတော်လန်ရေးကိုစတင်မှုစီစဉ်ပါတယ်မနက်မှာသူကတိတ်ခွေတောက်ဖို့စဉ်အဲတန်ရဲ့မိခင်ကသူ့ကိုမြင်သွားပါတယ်သူမကသူ့ကိုချက်ချင်းမှတ်ပြီးတော့ပြီးအချက်ပေးရန်ကြိုးစားပေမဲ့အဲတန်ကသူ့ကိုတားဆီးလိုက်ပါတယ်ဒါပေမဲ့ပြည်သူတရံလုံးကသူတို့နောက်ကိုလိုက်လာမှာကိုမလိုချင်တာကြောင့်ဖခင်တို့လက်စားရှိနိုင်မည်ယူဆကန်ဒင်းပို့လာပြီးမကြမီရဲများဝိုင်းပြီးဖောက်ဝင်လာကြပါတယ်မိခင်ကရဲများကိုသူတို့ရှိတဲ့နေရာကိုပြောပြရန်ကြိုးစားပေမဲ့အဲတန်ကသူမကိုပိတ်လောင်ထားလိုက်ပြီးရဲများအသိဝင်လာတဲ့အခါအဲတန်ကကြမ်းမြေပေါ်မှာရှိတဲ့လင်းစစ်ကျိုးများပေါ်တော့ရေပြန်းလိုက်တာကြောင့်ရဲတချို့တက်လိုက်ကုန်ပါတယ်ထို့နောက်အဲတန်နဲ့ဘင်ကရေချိုးခန်းနဲ့ရှိတိုင်တစ်ခုအတိုင်းအောက်ကိုရှော့ဆင်းသွားကြပါတယ်နောက်အခန်းမှာတော့အဲတန်ကကြမ်းမြေပေါ်မှာရှိတဲ့လောဝတ်တကားတစ်ခုကိုဖွင့်ပြီးဥမင်တဲတို့ကိုနောက်ကြပါတယ်ကန်စိုးစွာနဲ့ပဲဟန်တာတဦးကဆောက်နေပြီးအဲတန်ကိုဓာပြင်ထိုးကဘင်ကိုတိုက်ခိုက်ပါတော့တယ်အဲတန်ကဓာတ်ကိုကောက်ပြီးအမဲလိုက်သမားရဲ့ခြေချင်းဝက်ကိုလှိလိုက်တာကြောင့်လဲကျသွားပါတယ်ထိုချိန်မှာပဲအမဲလိုက်သမားထံသို့ဒဏ်ထာမဖုံးဝင်လာပြီးဘင်နဲ့စကားပြောချင်နေဟုပြောပါတယ်ဒဏ်ကအမဲလိုက်သမားများကိုတိုက်ရန်နဲ့ဒရုန်းဖြင့်ရက်ကူးကကြီးစုလုံးတက်လာအောင်လုပ်ရန်တောင်းဆိုခဲ့ပါတယ်ဘင်ကတော့ဒရုန်းကိုသာပစ်ချလိုက်ပါတယ်ထို့နောက်အဲတန်နဲ့ဘင်ကကားနဲ့တကားကိုတိုက်ဖွင့်ပြီးထွက်လာကြပါတယ်သူတို့တော့ထဲရောက်တဲ့အခါမှာရဟန်းရင်တစည်းကလိုက်လာသည်ကိုတွေ့ရတာကြောင့်အဲတန်ကသူ့ကိုအာယုံလွှဲရန်ခြံထားခဲ့ပြီးဘုံကိုချင်းတို့ပြင်ပြောပါတယ်ကန်ဆိုးစွာနဲ့ပဲရဟန်းရင်ပေါ်ကဆန်နိုင်ပါသမားကအဲတန်ရဲ့ကောင်းကိုပြစ်လိုက်ပါတယ်မိန်းလိုက်သမားတို့ကသူ့ကိုဝိုင်းထားပေမဲ့အဲရဲ့ထုံးလွှဲမှုကြမှာကွက်မြက်ရန်အရှင်ဖန်ခိုင်းထားတာကြောင့်မပြစ်နိုင်ကြပါဘူးဘင်ကတရားကိုဖြတ်မောင်းပြီးကားပေါ်မှာခွန်ရလိုက်ရာပြင်းထန်သောပတ်ဝဲမှုဖြစ်ပွားပြီးမြေထဲသို့ပြုတ်ကျသွားပါတယ်အဲတန်ပေးခဲ့တဲ့မြေပုံတိုင်းကြေးစာဒေသကိုဖျက်ကျော်ပြီးတဲ့နောက်ဘင်ကဘုံကိုချင်းရှိရာကိုရောက်ရှိလာခဲ့ပေမဲ့ထိုရကရွတ်တည်တည်ရန်ထိုနေရာကိုပျက်စီးထားသည်ကိုတွေ့လိုက်ရတာကြောင့်ဆွပြစ်ထားသောအိမ်တလုံးမှာညအိမ်ရင်မိသားစုအကြောင်းအိမ်မက်မှတ်တာကြောင့်ဆက်လက်ရှင်မြန်ရန်ခွန်အားများရရှိလာပါတယ်။ရဲများထိုအိမ်တို့ရောက်လာတဲ့အခါမင်းတို့ပဲတောဖို့လိုက်တော့ဟုရေးထားတော့ဘင်ရဲ့နောက်ဆုံးတစ်ခွေကိုသာတွေ့ရပါတယ်။လမ်းထဲမှာတော့ဘင်ကဖြတ်သွားသောကားရဲ့ပြင်နှင်းပေါက်ကိုရက်ခွဲပြီးအထက်ဝင်လိုက်ကအမလီယာကိုဒရုန်းများဖြင့်ရဲများလိုက်နေစဉ်အတွက်အများဆုံးမောက်ရန်ချိန်ချောက်ပါတယ်။ကားများစွာကိုရှောင်နေပြီးတဲ့နောက်သူကရုတ်တရက်လမ်းကြောင်းပြောင်းပြီးဖမ်းဆီးသူများကိုခိတ္တမြမျက်ခြေပြတ်နိုင်ခဲ့ပါတယ်။ဒီစဉ်တစ်လျှောက်မှာလည်းအမလီယာကဘင်ကိုအမျိုးမျိုးဆဲဆိုနေပါတယ်။ဘင်ကသူ၏မိသားစုတပ်ပုံပြတာပြီးပြန်ပွဲဝင်များအကြောင်းနဲ့ဗီဒီယိုအတူများအကြောင်းပြောပြပါတယ်။ရုတ်တရက်ကားရဲ့အေယာစနစ်အဟတ်ခံရပြီးကားကရက်သွားပါတယ်။ဒူရန်ကနှုတ်ကသူတို့ကိုဖမ်းရကြိုးစားပေမဲ့နောက်ဝက်ကဘင်ကိုရှိုးအတွက်တတ်ရှင်စေခြင်းသေးတာကြောင့်သူတို့ကိုပြစ်တက်လိုက်ပြီး TV တွင်လည်းအမလီယာကအကူအညီတောင်းမှာအော်ဟင်းနေသည့်ဗီဒီယိုတို့ကိုပြသနေတော့မှအမလီယာကဘင်ကိုနားလေသွားပါတယ်။သူတို့နှစ်ဦးရှေ့ကိုဆက်လက်မောင်းနေလာရလမ်းဘေးမှာသူတို့ကိုထောက်ခံအားပေးနေတော့လူများစွာကိုတွေ့ရပါတယ်။နောက်ဆုံးမှာသူတို့ကအမဲလိုက်သမားခေါင်းဆောင်ကပိတ်ဆို့ထားသောလမ်းကိုရောက်ရှိလာပါတယ်။ဒရုန်းများစွာရက်ကူးနေတာကြောင့်ဘင်ကသူ့မှာဖောက်ခွဲရေးပစ္စည်းများပါရှိပြီး၎င်းတို့ကိုအုံပြုကအရက်သားအလုံးကိုတိုက်ရိုက်ထုတ်လွှင့်မှုမှာတက်ပြစ်မယ်ဟုဟန်ဆောင်လိုက်ပါတယ်။သူကလေရင်ဒဇင်းနဲ့လေဒီနှစ်ခုတောင်းဆိုရာအမဲလိုက်သမားကလက်ခံရန်အမေးရရှိပါတယ်။ဘင်ကအမလီယာကိုအခုထွက်သွားနိုင်ပြီဟုပြောပေမဲ့သူမကအမှန်တရားကိုသိရှိသွားပြီဖြစ်တာကြောင့်ဦးညီချင်းရောင်းငင်းဆန်ခဲ့ပါတယ်။မိလေအနေငယ်ကြာနေစိတ်မှာဘင်ကအမဲလိုက်သမားခေါင်းဆောင်ကိုမျက်နှာဖုံးချွတ်ရန်ခိုင်းပါတယ်။ဒါကအမေပေးတာကြောင့်ချွတ်လိုက်ရရာအီဗန်၏မျက်နှာပေါ်လာပါတယ်။လေရင်မှုများသည်လည်းအမဲလိုက်သမားများဖြစ်သည်ကိုဘင်ကရိပ်မိပြီးသူ့ကိုကနေဒါတို့ပို့ပေးရန်မဟုတ်ပါကလေရင်ကိုဖောက်ခွင့်ပြစ်မှုချိန်ချောက်ပါတယ်။လေရင်ပေါ်မှာတော့အီဗန်ကစိတ်မရှိဖြစ်လာပြီးဘင်ကသူ့ကိုဆင်းဆော်တာကြောင့်ထပ်တက်ကြတော့မိအချိန်မှာအမလီယာကဘုံကိုကြောက်လန့်ဟန်ဆောင်ပြီးတားဆီးလိုက်ပါတယ်။ရုပ်တရက်စခရင်ပေါ်မှာဒဏ်ပေါ်လာပြီးလေရင်ပေါ်မှာစကန်လာပါတာကြောင့်ဖောက်ခွဲရေးပစ္စည်းများမပါတီကိုသိရှိကြောင်းပြောပါတယ်။အီဗန်ကဘင်ကိုပြည့်ရန်လုပ်ပေမဲ့ဒန်ကဒီတိတ်ဆုံးမှုကိုရှိုးနေပြသချင်တာကြောင့်အီဗန်ကိုစူပူလိုက်ပါတယ်။ထို့နောက်ဒန်ကဘင်နဲ့တိကျစကားပြောပြီးအမေယူတစ်ခုလုပ်ပါတယ်။အကယ်၍ဘင်ကအီဗန်နဲ့လေမှုများကိုတပ်ပေးလျင်ဘင်ကအမဲလိုက်သမားအသစ်ဖြစ်လာနိုင်ပြီးနှစ်စဉ်တန်ပေါင်းများစွာရရှိမိဖြစ်ပါတယ်။ဘန်ကညှင်းစုလိုက်တဲ့အခါဒန်ကအမဲလိုက်သမားများကရှီလာနဲ့ကေတီတို့ကိုတက်လိုက်သည့်ပီတီကိုပြသပါတယ်။ဘင်ကဝမ်းနဲ့ပူဆွေးစွာအော်ဟစ်ပြီးဒေါသတကြီးဖြစ်စကွင်ကိုရက်ခွဲလိုက်ပါတယ်။တိတ်ရှုပ်ထွေးနေတဲ့အမလီယာကသူမရဲ့စကွင်ကိုဖွင့်ကြည့်ရာဟော်ဘီကဘင်မီတာစုတေဆုံးမှုဗီဒီယိုကိုပြသနေပြီးအမဲလိုက်သမားများကစီမင်းချိုးပေါင်းခဲ့သည်ဟုပြောနေတာကိုတွေ့ရပါတယ်။ယခုအခါမှာတော့ပြည်သက်အားလုံးက
ဘင်းဘက်ကိုရောက်ရှိသွားပါပြီဘင်ကကမ်းလက်ချက်အစ်စ်ကိုညှဲမယ်ပြီးလက်စားချေဖို့လုပ်ပါတယ်ဒိန်မွန်တူကတနက်ထုတ်ရန်ပြင်ဆင်တော်လဲဘင်ကသူ့ကိုအရင်ပြစ်တက်ကကျန်သည့်အမဲလိုက်သမားများနဲ့တိုက်ပွဲဖြစ်ပွားပြီးထိန်းချုပ်ဆံများကိုမတော်တဆဖိမိသွားတာကြောင့်လေရင်ကအောက်သို့ထိုးဆင်းသွားပါတယ်အင်နဲ့အားနဲ့ကြိုးစားပြီးတဲ့နောက်မှာဘင်ကအနိုင်ယူလိုက်နိုင်ပါတယ်ဘင်ကပုံအောင်နေတော့အီဗန်ကိုရှာဖွေရာအီဗန်ကရုတ်တရက်တိုက်ခိုက်လိုက်ပါတယ်နောက်ထပ်တိုက်ပွဲတစ်ခုဖြစ်ပွားပြီးတဲ့နောက်အီဗန်ကမှန်ကွဲစာကိုယူပြီးဘင်ရဲ့ဝမ်ဘိုက်ကိုပို့လိုက်ကသူကိုယ်တိုင်နဲ့ပြန်ဝဲဝင်တူဖြစ်ခဲ့မှုကြောင့်ပြောပါတယ်သူက29ရက်အထိတက်ရှင်ခဲ့တာကြောင့်နောက်ဘက်ကသူ့ကိုအနိုင်မရစေရအမဲလိုက်သမားဖြစ်ကမ်းလှမ်းခဲ့ခြင်းဖြစ်ပါတယ်အကယ်၍လိုအပ်ပါကနောက်ဘက်ကမိသားစုကိုနှက်ဆက်နေမယ်ဟုအီဗန်ကပြောရာဗီဒီယိုမှာအတုဖြစ်နေကြောင်းပင်သိသွားပါတယ်အီဗန်ကဘင်ကိုပြစ်တော့မဲ့အချိန်မှာလေရင်ရဲ့သင်ချုပ်စနစ်ကရုတ်တရက်တက်လိုက်တာကြောင့်ကြည်စံကလွဲသွားပါတယ်အီဗန်ကဘင်ကိုတက်ရန်ကြိုးစားပြီးမှလည်းဘင်ကလေဒီကိုဖွင့်ပေးလိုက်ပါတယ်လေဒီကပြင်းမအပြင်မှာဆွဲထားတာကြောင့်လှုပ်မြတ်ဖြစ်နေတဲ့အီဗန်ကိုဓာတ်ဖြင့်တက်လိုက်ပါတယ်ခုနောက်ဘင်ကအမီလီယာကိုအယ်တန်ဤတော်လိုင်းရေးသတင်းစာများပါတော့အိတ်ကိုပေးပြီးသူမကိုလေဒီဖြင့်ခေါ်ကြခိုင်းချေရုံးကသူမရဲ့နောက်ကိုလဲသွားတာကြောင့်သူမကဒရုန်းကိုဆဲဆိုပြီးသတင်းစာများကိုဖြန့်ချလိုက်ပါတယ် TV မှာတော့ဒန်ကဘင်ဟာအမဲလိုက်သမားတစ်ဖြစ်လာပြီဟုကြေညာပါတယ်ဘင်ကကင်မရာကိုကြည့်ပြီးသူ့ရဲ့သမီးလေးချင်းတွေကိုရှင်းပြပါတယ်သူကနောက်ဝက်ဒီလူဖွဲ့စည်းကိုလှည့်စားနေကြောင်းနဲ့တကယ်အဖြစ်မှာရှိုးကိုကြည့်ခြင်းကိုရပ်တန့်ခြင်းဖြစ်ပြီးတာဝန်ရှိသူများနောက်သို့လိုက်ရင်ဖြစ်ကြောင်းပြည်သက်များကိုပြောကြပါတယ်နောက်ဝက်ကလိုင်းဖြတ်လိုက်တာကြောင့်သူ့ရဲ့စကားမှာပြတ်တောက်သွားပြီးဒန်ကသူ့ကိုယူတယောက်ကဲ့သို့ဖြစ်အောင်ချက်ချင်းပြန်နဲ့တီးဖြတ်လိုက်ပါတယ်လေရင်ကစတေရှင်နဲ့နီးကပ်လာပြီးကောင်းကင်ပေါ်တွင်ပောက်ကွဲသွားသည်ကိုပြည်သက်များစွာကြည့်ရှုနေရပါတယ်အချိန်အတန်ကြာပြီးနောက်ဘရက်ကထိုအပိုင်းကိုပြန်လဲခွဲခြမ်းစိတ်ပြပြီးသူတို့မြင်တွေ့ခဲ့ရတော့ဇလန်မှာအမှန်တကယ်ဖြစ်သည်ဟုယုံကြည်ရန်မဖြစ်နိုင်လောက်အောင်ကွဲပြားမှုများစွာရှိကြောင်းထောက်ပြပါတယ်လူတို့မှာဒေါသထွက်လာကြပြီးလေရင်ဤဘရက်ဘော့ကိုအဖွေရန်ကြိုးစားကြပါတော့တယ်ဒါကြောင့်ဘင်ရဲ့မိကွန်းနဲ့အယ်တန်ရဲ့သတင်းစာဆောင်တွေကြောင့်လူဖွဲ့စည်းဟာနောက်ဆုံးမှာတော့တော်လန်ရေးကိုထောက်ခံလာကြပြီးနောက်ဝအဖွဲ့အစည်းကြီးနောက်ကိုလိုက်နိုင်တက်ခံကြပါတော့တယ်လေရင်ဘော်ကအလိုအလျောက်ပုံထွက်နိုင်တဲ့ထိုင်ကိုပျောက်ဆုံးနေတာကိုလည်းဘရက်ကရှာဝေတွေ့ရှိခဲ့တာကြောင့်ဘင်ဟာအသက်ရှင်နေနိုင်သေးတယ်ဟုယူဆကြပါတယ်ပုံစံဆိုင်ထဲမှာတော့ရှီလာနဲ့ကျမရဲ့ကောင်းမွန်နေပြီဖြစ်တဲ့ KD တို့ဟာဘင်ရှာပေးခဲ့တဲ့ငွေတွေကြောင့်စားတော့ကုန်တွေဝယ်ယူနေနိုင်ကြပါတယ်သူတို့ဆိုင်ပြင်ကိုထွက်လာတဲ့အခါမှာတော့စောင့်ကြိုနေတဲ့ဘင်ကိုတွေ့လိုက်ရလို့အံ့ဩတင်သွားကြပါတယ် TV station မှာတော့ဘော်ဘီဟာဒေါသထွက်နေတဲ့လူအုပ်ကြီးကိုကြောက်လန့်ပြီးအလုတ်ကထွက်သွားခဲ့ပါတယ်ဒန်စင်မော်ကိုတက်လာတဲ့အခါမှာတော့လူတွေကသူ့ကိုမီးလောင်ဘုံတွေနဲ့စတင်ပစ်ပေါက်ကြပါတယ်တော်လိုင်းရေးသမားတွေဟာအဆောက်အုံကိုတိတ်မှတ်လိုက်ပြီးနေရာအနှံ့မှာဖျက်ဆီးမှုတွေဖြစ်ပေါ်စေခဲ့ပါတယ်ဒန်ဟာထွက်ပြေးဖို့ကြိုးစားပေမဲ့လျှက်စစ်ကြိုးတစ်ခုနဲ့ညှိပြီးလဲကျသွားပါတယ်အဲ့ဒီနောက်မှာတော့မီးတောက်တွေကြားထဲကနေဘင်ပေါ်လာပြီးဒန်ရဲ့ဥကောင်းကိုတက်နဲ့ပစ်တက်လိုက်ပါတော့တယ်